အိမ်ထဲမှာတယောက်တည်းကြံခဲ့တော့မိန်းကလေးသမီးရေအမေချစ်တာလေးကောင်းလားဟုတ်မေအရင်ရတာရှိရဲ့အေးစားနော်ကော်ဖီမတောက်လားအမေမတောက်တော့လေအမေချောင်းနေစိုးနေတော့ဟုတ်မေအမေဖြော်ပြရကော်ဖီကလေအရင်တောက်ကောင်းတော့တလားအမေရှိမှလာဒီကော်ဖီတောက်ရတာအေးပါသမီးလေးရဲ့အမေသမီးခုပြောင်းမို့လေသမီးကိုလေအင်ကြီးတွေမရှိတော့ဘူးလေအဲ့ဒါဝယ်လာခဲ့မလားအေးသမီးဝယ်ခဲ့မယ်မေမနေ့ပြကြလို့ရှိခရီးတော့မလေးအင်ကြီးသမီးဝယ်လာခဲ့မယ်အမေခရီးရမနေရတော့2 ရက်လောက်တော့သွားမှာပဲသမီးဒီမှာတယောက်တည်းနေလို့ရလားရတယ်သမီးဒီမှာတယောက်တည်းနေလို့ရတယ်အေးပြီးတော့တော့မေစိတ်ချရတယ်နော်ဟုတ်မေစိတ်ချရတယ်အေးဟိုလေးမေသမီးကိုလေចောင်းစိတ်ကြီးလေးဝယ်လာပြီနော်အဲ့ဒီမှာဆိုပေါ့တယ်အေးဝယ်လာပြီမယ်နော်ပြီးမှသမီးကြိုက်တဲ့မုတ်ချိုလေးရှိရလေအဲ့ဒါလေးလည်းဝယ်လာပြီနော်အေးဝယ်လာပြီမယ်နော်မေဟုတ်အမေဒါဆိုလို့ရှိရင်သမီးအခန်းထဲမှာဂိမ်းဆော့လိုက်မလားအေးမနဲ့မိုးလေးကနေမိုးချုပ်သွားပါတယ်အမေအဲ့ဒီလိုင်းနေတာတော့နော်သမီးအင်ကြီးဝတ်ဆောင်လဲပြီးလာခဲ့မလေအေးခဏသမီးအင်ကြီးတလဲလိုက်မနော်အေးတက်လဲတာတော့အင်ကြီးလဲပိုက်ဆောင်ကအမေနဲ့ဆိုတဲ့အိတ်တော့မယ်အမေကမနေ့ကခရီးတော့မှဆိုတော့အမေကိုအင်ကြီးထုတ်သွားတယ်မကြည့်လိုက်မယ်အမေဘိုက်လေသမီးဟိုကလေးမနေ့ကအမေခရီးတော့မို့အင်ကြီးထုတ်ပြီးပါလားအေးထုတ်ပြီးပြီသမီးရဲ့အော်မြိုင်းတာသမီးတော့မသိလိုက်အေးသမီးဂိမ်းဆော့နေချိန်အမေထုတ်လိုက်တာအော်ဟုတ်မေဒါသမီးတို့အိတ်ကြမယ်လေဆော့စီအမေလည်းမနဲ့ဆော်ရတောင်းမှာဆိုတော့အေးအမေကအိတ်ပြောရဲဆိုတော့ငါလည်းအိတ်ကြမယ်ကာအမေအောင်လဲပြီပဲအော်တမီးအမြန်လုံးလိုက်မယ်နော်အမေခဏလေးနော်အေးတမီးအမြန်ရေချို့မယ်အမေရဲ့သွားတော့မှာငါရေချို့ပြိုက်ဆိုတော့ငါအင်ကြီးလက်လိုက်တယ်တက်လဲလိုက်မယ်ဟိုငါအင်ကြီးလည်းလဲပြိုက်ဆိုတော့ငါသွားရမယ်အမေတမီးပြီးသွားရမယ်လေအေးတမီးဒီကိုတမီးရလဲပြလိုက်မယ်နော်အမေကကားကြီးရောက်မလွယ်တော့နော်အေးတမီးအမေကိုလည်းပို့ပြီးဆိုတော့ငါအိမ်ထဲမှာပဲသွားရမယ်ဒီနေ့ကကျတော့ငါပြင်းစရာကြီးဘာမှလည်းလုံးစရာမရှိဘူးဂိမ်းမဲဆော့ရမှာပေါ့ဘာကဝယ်ဆိုင်ကောင်းမယ်အဲ့တော့ဘာကမှားလိုက်မယ်ပြီးကိုကာကိုလာလေးတစ်ခုမှားလိုက်မယ်နိုင်ခွဲကြတော့အခါတင်းတုံဘာကရောက်ပြီရှင်မငါတက်ကြည့်လိုက်ငါအမြင်တက်ယူရမယ်အမရဲ့ဟာလေးလက်ပို့တာမသိဘူးအိမ်မနဲ့ဆက်နေတာမသိဘူးဟုတ်ပါရဲ့ရှင်ဟုတ်ဘလောက်ကြလဲမသိဘူး2000ကြပါတယ်ဟုတ်ကဲ့ပါဘာကပို့တဲ့လူတွေသွားပြီဆိုတော့ငါလည်းတဆရမယ်ဟဲ့ငါတို့နိုင်တော့မယ်လှုပ်ထားဟဲ့လှုပ်ထားအမြင်လှုပ်ထားလို့ငါတို့နိုင်တော့မယ်ယေးနိုင်ပြီဟေးငါတို့နိုင်ပြီအဲ့ဒီချိန်မှာညရသွားခဲ့ပါတယ်ကောင်မလေးကဂိမ်းနေအရင်ဆော့တာကြောင့်အိတ်ရှင်နေပါတယ်အဲ့တော့သူကလည်းအိမ်ကားရှိကိုပိတ်လိုက်ပါတယ်ငါတော့ခတ်ပြီးဆိုရပြီဒါပေမဲ့သူကတော့အနောက်ပြေးတော့ခတ်မှုမေ့သွားပါတယ်ငါအရင်ချင်နေပြီငါအိတ်တော့မယ်အဲ့ချိန်အနောက်ပြေးတကားပေါက်ကနေတယောက်ဝင်လာပါတယ်အပိုင်းနဲ့မှာဘာတွေများဆက်ဖြစ်ဦးမလဲဆိုတော့ကြည့်ပေးကြပါအောင်အားလုံးဘိုင်